ဒါပဲညိုလေးဝမ်းလေးခုထားတယ်ဘယ်လေးတင်လိုက်ပြီညိုလေးပုတ်ထားတယ်အာဘလို့ဆယ်မလဲဗျာညိုလေးရဲ့ဖွားတွေကတော့ကောင်းနေမြန်နော်ဒါဘာရွာလဲကိုကျူးချောင်းအာဒါကတော့ကျွန်တော်တို့ဖန်ကနေကျူးချောင်းမလားဆော့တဲ့ပွဲပါနော်ဘီလင်းလားကြိုက်ထုတ်ပိုင်ဘီလင်းမဲ့တော့ကြိုက်ထုတ်ပိုင်ပါရောကြိုက်ထုတ်ပိုင်ပါနော်အဲ့ဒီချမ်းမှာကျွန်တော်လာဆော့တော့ကွင်းကတော့ကောင်းတယ်ခင်ဗျဧည့်သည်ရလည်းအများကြီးပဲခင်ဗျဒီကွင်းမှာတော့ကြုံတော့ဆိုတော့မှလာကစားပေးပါခင်ဗျဒီကွင်းကကောင်းတယ်ခင်ဗျပြန်ဝါလဲဘယ်လေးတင်ထားပြီပါသွားတယ်ညိုလေးအာပပဝါအတွက်လူလဲလာဝယ်လို့ရတယ်မှာဝါရောဒီကကောင်းတယ်နော်ပြည့်လဲကြည့်တယ်ဆုံးတော့ဝါကြ1 3ကောင်းပြီစားပဲဖြုတ်ထားတယ်ဝမ်းလေးထုတ်ထားပြီပုတ်ပြီမိသွားပြီဘယ်လေးလူလေးဆွဲတင်ထားတယ်လှမ်းပစ်ထားတယ်ပြန်ဆယ်ထားပြီအာကောင်းနေခင်ဗျာနော်ဟိုဘက်ဖိုက်တာလည်းချက်ပြည့်တယ်ခင်ဗျတင်ယူသွားဆိုတော့ဘာဆိုဆော်လေးကျော်ပြီးရွာကန်စားပဲထိုးထားပြီကြာတော့ကြာကြာမသိဘူးမသိဘူးနာလိုက်တော့ကွာဒူးတက်သူကကြာတာလားဝေးတာလားမသိဘူးညိုလေးစားပဲထိုးထားတယ်ဝမ်းလေးထုတ်ထားပြီတင်ထားတယ်မိပြီညိုလေးနံပါတ်ကန်လေးနဲ့တက်သွားပြီတာကြီးကိုမရပြီကာကြီးဘက်လိုက်ပြန်ပြီမိသွားပြန်ပြီပြန်ဆက်ကောင်းလေးနဲ့တင်ထားတယ်ပတ်အာလာကာကြီးရပြက်ကမလေကောင်းတယ်ခင်ဗျာနော်ဘယ်လောက်ရှိသွားလဲကိုကြီး3-1ပါခင်ဗျာနော်အမကတော့နည်းနည်းတော့ဟသွားပြီခင်ဗျာဒါကတော့တေကြီး20နဲ့ဘေးကြီးတော်ကောင်းသွားတဲ့ပွဲပါခင်ဗျာနော်တေကြီးကတော့22သိန်းနေပါခင်ဗျာနော်ဒီဘေးကြီးကတော့ကျွန်တော်တို့သိန်းဘေးကြီးက50ကျော်သွားပြီသိန်း50ကျော်သွားပြီနော်ဒီပွဲကတော့ကြီးကောင်းသွားတဲ့ပွဲလေးပါခင်ဗျာရွာကန်စားပြီးထိုးထားပြီးဘယ်လေးဝမ်းလေးခုပြီးတော့တင်ထားပြီညိုလေးပြီးပြီအိုးပြီးတော့မိတယ်မိုက်တယ်ခင်ဗျာနော်ဘတ်ချင်း11-3ပါခင်ဗျာအောင်လုံး10ပြင်ဘတ်ချင်းလာကောက်တော့ညိုလေးစားပြီးထိုးထားပြီဘယ်လိုင်းလေးမှာအာညိုလေးစားပြီးတယ်နော်စီးရော်တွေယူရနော်ညိုလေးကတော့ရွာကလေးနဲ့ခတ်တာတော့မနိုင်ပဲနဲ့ဒီကကလေးနဲ့တော့နိုင်နေတယ်ခင်ဗျာနော်ကြီးနေပြီနော်ညိုလေးရဲ့နိုင်ပွဲတွေကတော့ပြန်လဲပေါ်ထွန်းလို့လာပြီခင်ဗျာဒီစားပဲဆက်ထိုးထားပြီဖြုတ်ထားတယ်အဲ့ဒါကုတင်ကိုပဲအဲ့ဒါချီခွင့်ငြိမ့်နေအပပပဘလူးဆယ်မလဲဗျာနော်အဲ့ဒါချီခွင့်ချီပြငြိမ့်နေထုတ်ချင်တော့ဟုတ်လေသူကပကံစားပဲထိုးထားပြီအဲ့ဒါ2ယောက်ဖြစ်ညိုလေးဝမ်းလေးခူထားတယ်ကင်ဆော့ပြီကိုတင်ကိုကောင်းနေတယ်နော်ညိုလေးလက်ပါလို့မဆော့လားဒါပေမဲ့ဟိုဘက်ဖိုက်တာတော့မသေးကြဘူးညိုလေးကိုတင်ကိုကနော်အဲ့ဒါတီးကြချီခွင့်လူလေးစားပဲထိုးထားပြီခေါင်းလေးထုတ်ထားတယ်တင်လိုက်ပြီပပပအပါဆက်တာကောင်းနေမှာရေးအမှတ်တက်ထားရအခုချိန်2မှတ်လောက်ရွာကောင်လေးတွေကတော့ပတ်စံထုတ်တဲ့ဆက်လောက်တာပေါ့နော်သူတို့တွေပတ်စံထုတ်တာပေါ့နော်ဝါစီကလှုပ်လားသူတို့တွေအပပညိုလေးလှလှပပနဲ့အပြင်ကိုပုတ်ထုတ်လိုက်တယ်ခင်ဗျာနော်ဘယ်လေးဝမ်းလေးခူထားပြီဘယ်လေးတင်ထားတယ်ညိုလေးအာကောင်းနေခင်ဗျာနော်ညိုလေးရလဲညိုလေးပါပဲ12-4ပါခင်ဗျာဝမ်းလေးခူထားပြီကိုတင်ကိုတိုင်းကောင်းနေခင်ဗျာပဟိုဘက်ဖိုက်တာလည်းကောင်းတယ်နော်ကင်ဆော့ရတယ်တေးကြတယ်ထူထားတယ်ပေါက်သွားပြီခင်ဗျာနော်1ပိုက်ထောက်ပြီးတော့ရေးတော့စားပြီးလဲကောင်းတယ်ခင်ဗျာနော်ဒါတော့ငါတော့နဲ့ဝေးပဲရောက်ပြန်တိုင်းဝိုင်းတိုင်းနာမှာဟိုမှာရေဝကြည့်တယ်လောတဲ့တခွန်းအဲ့ရောက်မှတောက်လာရဒီနဘူးတော့မိုက်မသွားနဲ့လာနေဘူးလေဝိုးဘာဝါကြီးရေကြီးတဲ့ထွက်တဲ့ရေရနော်ဘာကြလဲပိုက်ချင်းလုံးပေါ့ချင်းလုံးကဝိန်းမပိုက်စားတယ်အမှန်တက်ဖို့မလို့မမပြီးတော့ဘယ်လေးစီမှာစားပဲနောက်ထပ်တစ်လုံးပေါက်သွားပြန်ပြီခင်ဗျာနော်စစ်2ပါခင်ဗျာ
စားပိတ်တွေကတော့အလုတ်လုံနေပြီခင်ဗျာနော်စားပိတ်ထထူထားပြီးဘဲလေးဝမ်းလေးထုတ်ထားတဲ့ညိုလေးကိုတင်ကိုပတ်လိုက်ပြီအာ ပြစ်လေတိုင်ပိတ်ပြစ်ထဲပလိုက်လေဒါမဆဲဘူးဘယ်နဲ့ဆဲပါလဲဆွဲပြစ်ထဲလိုက်ရောက်တဲ့ညိုလေးကောင်းလိုက်တာ ကောင်းတယ်မပတ်နဲ့ နော်ဘယ်လေးကတော့ကျွန်တော်ကိုချီးကျူးပြီးတော့သဲနဲ့ပတ်သွားတယ်မြန်နော်ကျွန်တော်လိုက်လွှင့်တာသဘောကျလို့တဲ့သဲနဲ့ပတ်သွားတယ်ညိုလေးစားပြီးထိုးထားပြီတင်ပေးထားတယ်ဟာဟုတ်တယ်မြန်နော်သူတို့တင်တာတွေတဲ့ကောင်းနေမယ်ပျက်စီးနေတယ် ရောက်တယ်ကွာ ကောင်းလိုက်တယ်ဘယ်လေးကဟုတ်ပါမလားကွာ ရတာလို့သူ့လာတဲ့ကလေးတွေရတဲ့ကလေးတွေအဲ့ဒါပြောနော် ကဲဘယ်လေးစားပြီးပြောင်းထိုးမယ်မြန်နော်ညိုလေးရဲ့စားပြီးတွေကဟိုဘက်က2ယောက်ကတိသွားပြီမြန်နော်ဘယ်လေးရဲ့စားပြီးတွေကတကယ်ကောင်းပါတယ်ခင်ဗျာနော် ထိုးအောင်ထိုးရသေးဘူးကျူအောင်ကောင်းနေ ရရ ဘယ်လေးစားပြီးတစ်လုံးဘယ်လေးစားပြီးထိုးထားပြီဘယ်လိုက်မှာဝမ်းလေးခူထားတဲ့ကြံသွားပြီဘယ်လေးမိသွားပြီ ဟုတ်တယ်ဗျာ တင်ထားတဲ့ညိုလေးအာ ပြစ်တာမပတ်နဲ့ပြစ်တာအားကြီးမဆဲဘူးပိတ်ပြစ်နေ ကောင်းတယ်ခင်ဗျာနော်ဘယ်လေးရဲ့စားပြီးကိုရိုင်ပြီးတော့ပြန်ပါလာတဲ့ချင်းကိုဘယ်လေးကကောင်းကောင်း ဆဲဘူးမဟုတ် ကောင်းဆုံးတင်ထားပြီးခဲ့တယ်ခင်ဗျာနော်ဘယ်လေး အေးလေဟုတ်တယ်ရတယ်ပြီးတယ် အာပပ ဘယ်လိုလုပ်ပြီးလဲ ပပပွဲပြီးကန်ဒီမှာဟိုဘက်ကအသင်းရဲ့စားပြီးကလည်းအလုံးလုံးလာတာကိုလည်းတွေးရှိနေရပြီခင်ဗျာ 7ဟုတ်ပါခင်ဗျာ ရရ ဒါပဲထိုးထားပြီညိုလေးဝမ်းလေးခူထားတယ် ကျမ်းပေါ်မှာ ဘယ်လေးတင်ထားပြီညိုလေးဟိုဘက်ဖိုက်တာမိသွားပြီကိုတင်ကိုရှေ့ကိုပါလာပြီပတ်လိုက်တယ် အဲ့ဝင်လေ ညိုလေးမိပြန်ပြီဩဟိုဘက်ဖိုက်တာလည်းကောင်းတယ်နော်ဘယ်လေးကတော့ပပနန်းနန်းနဲ့10ချင်းလုံးတော့ထပ်မှ10သွားပြန်ပြီခင်ဗျာညိုလေးစားပဲထိုးထားတယ် ကောင်းတယ် ကျန်နေကြီးလေး ဘယ်လေးထပ်မိသွားပြန်ပြီ ဝါရောက်ဝါ တင်ထားတဲ့ညိုလေးဟာပပဘယ်လေးရဲ့တင်ချင်းတဲ့အတူညိုလေးရဲ့သုံးသက်ကလည်းတကယ်ကောင်းနေခင်ဗျကဲ point 7ပါခင်ဗျညိုလေးစားပဲထိုးထားတဲ့နောက်ကိုထွက်သွားပြီကဲနည်းနည်းပါစားပွဲကတော့ပြီးဆုံးသွားပါပြီခင်ဗျနော်ညိုလေးတို့ကတော့15မှတ်9မှတ်နဲ့ရွာကန်အသင်းကိုအနိုင်ရရှိခဲ့ပြီခင်ဗျနော် ဟုတ်တယ်ဘေးတရားအရင်ကျန်ဘေးတရားနောက်ပဲဘေးကြီးပါ